အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော် Do you have the time for success ဆိုတဲ့စာအုပ်ထဲကနေပြီးတော့ first thing first ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးမှာဖြစ်ပါတယ် first thing first ဆိုတာကတော့ဦးရလူစနစ်ဒါမှမဟုတ်ရင်အရေးကြီးတဲ့အရာတွေကိုဦးစားပေးဆောင်ရွက်တာလို့ကောက်ချက်ချလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘဝမှာတွေ့နေကြုံနေမြင်နေရတာတွေအကုန်လုံးကအရေးကြီးနေတယ်လို့ကျွန်တော်တို့ခံစားနေကြရတယ်ဒါတွေကိုဘယ်လိုလုပ်ဆောင်မလဲပေါ့ဟုတ်ပြီကျွန်တော်တို့စဉ်းစားရမှာကကိုယ့်ရဲ့ personal ဘဝရဲ့ professional ဘဝရဲ့ဒီနှစ်ခုရဲ့အရေးကြီးဆုံးအရာကိုကျွန်တော်တို့ပထမဆုံးစဉ်းစားရမယ်လူအများစုကလည်းတွေးတော့ကြတယ်ဒါပေမဲ့ခြာရေးထားတာမျိုးတွေမရှိဘူးအကောင့်တွေပေါ်ဆောင်ရတာတွေမရှိဘူးဘာဖြစ်လို့လဲဆိုကျွန်တော်တို့မှာအချိန်လုံးဝမရှိဘူးမအားဘူးဆိုတဲ့ပြဿနာရင်ကြုံနေရတယ်ဒါဆိုရင်ကျွန်တော်စဉ်းစားရမှာအချက်နှစ်ချက်ရှိတယ်ကိုကဘာကိုပြီးမြောက်အောင်လှုပ်ဆောင်ပါလဲဘာကြောင့်လှုပ်ဆောင်နေတာလဲဆိုတဲ့အကြောင်းအရာတစ်ခုကိုခေါင်းထဲမှာကျွန်တော်တို့တွေးတောစဉ်းစားထားရမယ်ပြီးရင်အဲ့ဒါကိုချရေးရမယ်လိုက်ပြီးလှုပ်ဆောင်ရမယ်ဒီလိုချရေးထားတာတွေကိုကျွန်တော်တို့စီးမျောပြီးတော့လှုပ်ဆောင်နိုင်အောင်ဘဝသားတဲ့ကြအောင်ရှင်သန်နေထိုင်နိုင်အောင်ကြိုးစားရမယ်မြန်မာစကားပုံတစ်ခုလည်းရှိတယ်လေအချိန်နဲ့ဒီရေဆိုတာကလူကိုမဆောင်ဘူးတဲ့ဒါလည်းမှန်တာဘူးနောက်လာအနှဲငယ်အတွင်းမှာကိုကဘာကိုအောင်မြင်အောင်လှုပ်ဆောင်မလဲနောက်နှစ်ငယ်နယ်အတွင်းမှာကိုရဲ့ရီမန်းချက်ပန်းနိုင်ကဘာကိုရောက်အောင်သွားမလဲဒါတွေကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်ပလန်ချဖို့လိုတယ်ဒီလိုမှကိုယ့်ရဲ့ဘဝကိုစီစဉ်မဆွဲဘူးမထိန်ချောင်းမှုဆိုရင်ဘဝဆိုတဲ့အရာကကျွန်တော်တို့ကိုပြန်ပြီးထိန်ချောင်းသွားနိုင်မယ်လူတိုင်းမှာတရက်ကို24နာရီဆိုတဲ့အချိန်ရထားကြတယ်အသက်ရှင်တိုင်ုံအတွက်ပဲအသုံးချကြမလားဥမာစားလိုက်တောက်လိုက်အိတ်လိုက်နေပဲအချိန်ကိုကုန်ဆုံးတော့မှာလားဒါဆိုရင်ကျွန်တော်တို့အချိန်ရဲ့အရေးကြီးပုံကိုကျွန်တော်စဉ်းစားဖို့လိုလာပြီနောက်ပြီးတော့ကိုယ့်ဘဝရဲ့ဘယ်အချိန်ရောက်နေပြီလဲဆိုတာကိုလည်းကျွန်တော်စဉ်းစားဖို့လိုလာပြီဟုတ်ပြီမြန်မာမှာတော့အချိန်လို့ခေါ်တယ်အင်္ဂလိပ်အခါမှာတော့ TIME time ဆိုတဲ့အရာလေးဒီ time ဆိုတဲ့အရာလေးမှာဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတာကိုကျွန်တော်လေ့လာကြည့်ကြမယ်တွေးတောကြည့်ကြမယ်ဒါဆိုရင်နောက်ဗီဒီယိုလေးတွေမှာဆက်ပြီးအားပေးကြပါအောင်နားထောင်ကြပါအောင်လို့မြစ်ရရက်ခတ်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ